18ရက်3လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍလေးကိုဟောပေးသွားမှာဖြစ်ပါတယ်။ဘာပဲလုပ်လို့နှစ်ခါပြန်လုပ်ရတတ်တယ်။ပထမအကြိမ်မှာအမြဲအဆင်မပြေဖြစ်နေပြီးတော့စိတ်ညစ်ရတတ်တယ်။လူယုံတစ္ဆာဖောက်တတ်တယ်။အဆအရာရာသတိထားပေးဖို့လိုအပ်တယ်။ဘလို့ပဲအဆင်မပြေဖြစ်နေပါစေနောက်ဆုံးမှာတော့အားလုံးကပြန်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်။ဒီနေ့အတွက်ဆောင်းအောင်ရှောင်းမဲ့ရာကတော့အပေးအယူကိစ္စအာမခံကိစ္စတွေကိုသတိထားပေးပါလက်မလွယ်ပါသေးနဲ့လွယ်ဂရိမပေးပါနဲ့စိတ်ချမ်းသာအောင်နေနိုင်ဖို့ကြိုးစားပါကိုယ်ပိုင်အချိန်ပေးပါမေတ္တာစိတ်လေးတွေမွေးပေးပါ Lucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချောမွေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့ဒီကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်